သမီးပြစ်တစားမင်းခိုက်စိုးတယ်မနေ့ပြန်ဆိုရင်ကျွန်တော်စေကန်ဆိုင်ပေါ်အောက်တွင်လူသည်များကိုစေကုသည်ဟူသောစာကြောင်းတစ်ချောင်းရှေ့ဆွတ်ရေးသားရအောင်မည်ဝါထရန်ကစေကန်ငယ်လေးဘေးဘက်ချမ်းငွေရှင်းကောင်သာတစ်ဖွဲပြုတ်ထားသောဆေးဘီတို့ဘေးရှိကလက်ကထိုင်ပေါ်တွင်ထိုင်ကဇက်မြိတ်မှတဘာပေါက်ကျနေသောငွေရည်စက်များကိုကျွန်တော်ငေးကြည့်နေသည်ဘုဒ္ဓရာသီတိုင်တိုင်းများကမော်ရီသောရေစက်ရင်ငွေများကိုထမ်းပိုးရသဖြင့်အလင်းအားချို့တဲ့နေ၏လက်လွတ်လက်စားစင်းရင်သားအများဆုံးနေထိုင်ရာစင်ချေပုံးရက်ကွက်ထဲရှိကျွန်တော်၏စေကန်းငယ်လေးထဲတွင်လည်းအလင်းတဝက်အမောင်တစ်ဖက်ချမ်းနှင့်အခုလိုမိုးကြမှာတကွဲကွဲသူတွေဝမ်းပြက်ဝမ်းလျှောသူတွေပြီးတော့ဗိုက်ပူနန်ကားနှင့်တန်ကောင်တွေဝမ်းထဲမှာပြည့်သိပ်လိတ်ထိုးနေကြသောကလေးတငယ်တွေစေကန်းစီရောက်လာတတ်ကြတယ်ဟီမော်နာတောင်ဆောင်ကငါးရှာတဲ့ငှက်တွေဝါဆိုအမီရောက်လာကြသလိုမျိုးပေါ့တကယ်တော့သူတို့ရဲ့ပြဿနာကကျမ်းမာရေးချို့တဲ့မှုတတ်မဟုတ်ကျမ်းမာရေးချို့တဲ့တာကိုပြောက်အောင်ကုသပေးဖို့စေထိုးအထဲကိုပရိစီဝဆေးရည်ကျွန်တော်ကြည်ဖြန်းများစွာစောက်ယူဖူးသည်သို့တော့ခါတိုင်းလိုမှာပဲကျွန်တော်လက်တွေကတူဝတ်တစ်ပြက်မှာတုပ်ဆိုင်သွားတဲ့ဤသူတို့ရဲ့ပိုက်ဆံမရှိတဲ့ယောဂပိုက်ဆံမရှိတဲ့ယောဂကိုဘာစိနဲ့ကုရမှာလဲအသိပညာမရှိတဲ့ယောဂကိုရောပလင်းကြီးချိတ်တယ်လို့အကျော်တဲ့တစ်စက်ချင်းသုံးပေးလို့ရမှာတယ်လားအော်လူလိုနေထိုင်ခွင့်မရခြင်းတို့ကနာတာရှိယောဂပါပဲကြည့်လေတုတ်ကွေးမိသဖြင့်စေကန်းလာပြသူလူနာတယောက်ကစီထိုးပေးပါဆရာဟုတောင်းဆိုသောစကားကြောင့်ကျွန်တော်ကဘာဖြစ်လို့စီထိုးရမှာလဲဗျရိုးတုတ်ကွေးဆိုတာ9 ရက်လောက်ကောင်းကောင်းအနားယူလိုက်ရင်ဘာစိမှမလိုပဲသူ့ဘာသာသူပျောက်သွားတဲ့ယောဂပဲလေကောင်းလေတန်းရှူအားရှိတာလေးစပေါ်ဗျဟာဆရာကလည်းဘယ်လိုလုပ်ပြီးနားလို့ရမှာလဲဒီနေ့ကျွန်တော်ခုံစိမ့်သွားမထမ်းရင်ဒီနေ့တမိသားစုလုံးဘိုင်းမောင်နေရမှာပေါ့ကဲပါဆရာရဲ့ဆေးထိုးခြင်းထိုးမထိုးခြင်းမနက်3 နာရီကုံစိမ့်ကားအချိန်မီတော့အဖျားကြအောင်တခုလုပ်ပေးပါဆရာရဲ့လူနာကညီးညူပြောလာတော့လေကျွန်တော်တက်ပြင်းချရပြန်သည်ကျွန်တော်သင်ကြားခဲ့ရသောစေပညာကျမ်းစာအုပ်ကြီးများထဲတွင်ကုံစိမ့်ထမ်းဖို့အချိန်မီအောင်အမြန်အဖျားကြာနီကုထုံမျိုးမပါခဲ့ချေကျွန်တော်ကဟောဒီစင်ချေပုံးရက်ကွက်စေကန်းကလေးတွင်လာထိုင်ဖြစ်ဒီမှာတလပြင်မပြေသေးပြီကျွန်တော်နဲ့တရန်တဲ့သောသူငယ်ချင်းဆရာဝန်ကပသိမ်ဆေးရုံသို့ပြောင်းရွှေ့ရန်တာဝန်ကျသောကြောင့်သူထိုင်လက်စစေကန်းလေးကိုကျွန်တော်စီလွှဲပေးခဲ့ခြင်းဖြစ်သည်စေကန်းကလေးကဆယ်ပေပက်လေကျင်းကျုပ်ပင်ဖြစ်တော်လေဉာဏ်ကြီးတုတ်သားသည့်ဝါထရန်အပြည့်ကာထားပြီးသူ့မိုးထားသောကြောင့်တတရရှိလာသည်အထဲမှာကလူနာစမ်းသက်ဖို့တီးတန်အခမ်းမဖွင့်နိုင်စေကန်းရှိဘီယိုဘေးတွင်ပလက်ကထိုင်တစ်လုံးနှင့်ခုံတန်းရှည်တစ်ခုချထားပြီးအတွန်းဘက်လူနာဆေးချိုးတိကရင်ကြားမှာလက်ကရှိတစဆွဲပိတ်လိုက်သည်ကပြန်ဆရာဝန်နှင့်လူနာဆွေးနွေးကုသသည့်အခန်းတစ်ပွဲဖြစ်တော်သည်လိုက်ကအတွန်းဖက်ကဆရာဝန်နှင့်လူနာပြောသည်များကိုပြင်ဘက်ကထိုင်ဆောင်နေသည့်အခြားလူနာများကထင်းတိုင်းကြားရသည်မတက်နိုင်ကျွန်တော်တငယ်ချင်းဆရာဝန်စီမံပေးသွားသလောက်အခန်းအနေထားကဒီလောက်သာရသည်ပြီးတော့ကျွန်တော်တငယ်ချင်းဆရာဝန်လက်ပြီးခဲ့သည်များထဲမှအသုံးဝင်ဆုံးနှစ်ခုကတော့ငွေရှင်းကောင်းတာအဖြစ်အသုံးပြုရသောဆေးဘီတို့နှင့်စေကန်းအကူစည်ရေးလှုပ်သောကိုတောင်းစိန်တို့ပင်ဖြစ်သည်အထူးသဖြင့်ကိုတောင်းစိန်ကအရင်ခေတ်ဆယ်နှန်းဆံမိုးရဲကိုခအဆင့်ဖြင့်အောင်မြင်ထားပြီးကွန်ပေါင်းတာတင်နန်းတက်ဖူးသောကြောင့်ရက်ကွက်ထဲတွင်လူပေါင်းသူပေါင်းစံပြီးလဲဝဲချက်ရှိသည်ဒီရက်ကွက်သားဖြစ်သောကြောင့်လူနာတချို့ကဆရာအောင်အားမပြောချင်သောကိစ္စအချို့ကိုပြင်သူ့ကိုကြတော့ရေုံကြီးဖွံ့ပြောသည်ကိုကြုံမှု၏ခိုင်းလိုက်စေလိုက်လင်လဲဖင်ပေါ်သည်အခုလဲကျွန်တော်သွားကြည့်ခိုင်းသောလူနာအိမ်စီတို့မိုးရဲရည်တဲ့မငင်းမညူသွားကြည့်ပြီးပစိုးအောင်နာစရည်တဆူဖြင့်ပြန်ရောက်လာလေပြီဆရာကြီးချင်းတဲ့အတိုင်းပဲဗျလူနာကိုယ်တိုင်ကလာခြင်းပေမဲ့သူ့မယားကစေဖို့ပေးစရာမရှိလို့အာနာပြီးမလာဝတ်တာတဲ့ခတ်တာပဲကိုစိန်တောင်းရ
ပတ်စံမရှိဘူးဆိုပြီးဒီတိုင်းထားလို့ရတဲ့ကိစ္စမှမဟုတ်တာဒီလူကစီးကြိုအခန်းရှိတော့ခြေမကအနာမကျက်ပဲတဖြည်းဖြည်းပုတ်လိုက်လာနေပြီတော့ကြခြေတော့ပါဖြစ်ရမှာစိုးလို့ဗျကျွန်တော်လည်းဆရာပြောတဲ့အတိုင်းရှင်းပြတာပါပဲဒါပေမဲ့ခက်တယ်ဆရာကြီးစေကန်းပြရခေါင်းမှတိတာကိုတောင်ကျေးဇူးတင်ရအောင်ပဲတချို့ကတော်ရုံနဲ့မပြောက်လို့ယောဂကြက်နေပြီလားဆိုနက်ကင်တယ်လို့လူပြူစားခံတယ်လို့ထင်ကြသေးတာကျွန်တော်တို့ဘက်ကအဲ့ဒီလိုပဲဗျကျွန်တော်နာကျင်ပြုံးမိသည်ပြီးတော့နာကျင်ပင်ဟားရိုက်သေးရောလိုက်ချင်မိသည်ကြီးကျက်ချမ်းသာသည့်လူအတိုင်းဝိုင်းထဲမှာဒီလိုလူပြူစားတွေပြောကနဲ့တိုက်တာတွေမကြားဘူးတလို့ပြင်တကယ်ဆိုတယောက်နဲ့တယောက်စီးပွားချင်းပြိုင်ဂုံချင်းပြိုင်သားသမီးချင်းစားတော်တာပြိုင်နေတော့ကြောင့်ငွေရှင်ကြေးရှင်ပညာတတ်တွေကြားမှာပြူစားကြပါတော့လားပြောကနဲ့တိုက်ကြပါတော့လားဒါမှနိုင်ရင်မျိုးမြတ်အကျိုးရှိမယ်မဟုတ်လားဟောအခုတော့ပြူစားပြီဆိုလိုက်မှဖြစ်ကောက်ဆရာမရှိအောင်ဝဲရတဲ့စင်ရသားလက်စားတွေချင်းမာကြီးပဲဩဖြစ်ရလေတဏီမိုးထင်ကစားစရာဆန်နတ်မှန်အောင်မရှိတဲ့လူချင်းပြူစားလိုက်လို့ဘောဘယ်လောက်များနိုင်ပြီဘယ်လောက်များရှုံးသွားမှာမလို့လဲအဲ့ဒီလိုမျိုးကိုဘဝအတိုင်းဝိုင်းအကြောင်းကတော့ယုတ်တိရှိအောင်မစင်စားတကြတခါလာလဲလူပြူစားလို့တခါလာလဲရိုးရကင်လို့တခါလာလဲရွာသူနောက်ဆက်လို့နဲ့အဲ့ဒီအကြောင်းတွေကိုစဉ်းစားမိတိုင်းအသက်ရှူလိုက်သည့်အခါဒီထဲကဖုံဖုံတွေကိုအကောင်ထဲမှာကြန့်ရှာမိတယ်လို့ခံစားရတယ်ကျွန်တော်စေးချောင်းသားဘဝတုန်းကဆရာဝန်ဖြစ်နေပြောစရာကောင်းလိမ့်မည်ရိုးစင်းပင်ထင်မှတ်ခဲ့သည်လက်တွေ့မှာတော့အသိဉာဏ်အားနည်းလွန်းတဲ့လူတွေရဲ့ကျမ်းမာရေးကိုစိတ်ပူပေးနေရတာဟာကိုယ်စေတနာကိုကြိုးဝန်းလုပ်ပြီးကိုယ်လေပင်ကိုတစားတဖြည်းဖြည်းချင်းရစ်ပတ်နေတယ်လို့ပါပဲလေကျွန်တော်စေကန်းလေးကိုရောက်လာပြီး3-4ရက်အတွင်းမှာလမ်းတစ်ဖက်တစ်ချမ်းရှိတိုက်ခံပြင်းတော်အိမ်မှတော်သိမ်းမြကိုစာပြီးတတိပြုလာမိသည်လူပုံစံကအသားဖြစ်ဖြူဘဝဖိုင်နဲ့လက်တန်းလောင်းရှိသည့်ရွှေဆွဲကြိုးကြီးကိုလေကုတ်ထဲမြုပ်အောင်မြုပ်မတက်ဆွဲတင်ထားသည်လူရစီးကရက်ကိုတလိပ်ပြီးတလိပ်မပြတ်ဖွာဆိုင်နေတတ်သည့်ကလည်းတော်သိမ်းမြ၏ထူးခြားသည့်အကျင့်တစ်ခုပင်ဖြစ်သည်ဒီရက်ကထဲတွင်စီးကရက်ကိုလက်ကမချတန်းတောက်သည့်ဆိုသည့်ကလေးကငိုကြီးချောင်းနေသူတယောက်ဖြစ်မှန်းကျွန်တော်ကဲခတ်မိသည်ချိန်သည့်အတိုင်းညနေစောင်းပြီဆိုရင်တော်သိမ်းမြတယောက်တရေပတ်ဆိုင်တစ်လုံးကိုဂျိုင်းမှာညက်ကစင်းစာအုပ်တော်ကိုကန်ရင်လမ်းတကာလှဲ့တော်၏တော်သိမ်းမြကပတ်စံသာအတော်အသင့်ပြည်လဲပေမဲ့စားတော့တိတ်မတက်ရှာညမိုးချုပ်လို့နိဗ္ဗာန်တိုးသိမ့်ပြီးရလာသမျှပတ်စံတွေကိုသူဖြစ်သူကြော်ထုကအိမ်မှာစောင့်ကဒိုင်ခံရေတွက်ပေးရ၏ဒါကြောင့်လဲကြော်ထုကစားကောင်းမတက်သည့်သူ့တော်ပေါ်စရင်လင်ကတခါတည်းရန်ပိုက်ဆံ2000မျိုး3000မျိုးတပတ်ရိုက်လာပြီးတကယ်ချင်းဖြစ်သူကိုစိန်တောင်းနှင့်အတူရက်ွက်ထိတ်ကအရက်ဖြူဆိုင်တို့တွားပြီးတခွက်တပလားချတတ်ကြသည်ည9နာရီလောက်ဆိုရင်ကိုကျော်ထုတယောက်ကျွန်တော်စေကန်းရှိရတော့ကူလာပြီးဆရာကြီးစေကန်းပိတ်တော့မှလားကျွန်တော်ဘာကိုလောက်ရအောင်မလဲဟုမျက်နှာချိုတွေးတဲ့ကျွန်တော်ကနေပါကိုကျော်ထုရခမည်းလူကိုစိန်တောင်းကိုလာခေါ်တာမဟုတ်လားကဲတော့သက်ရှိတာဖြောင်းတန်သွားကြကျွန်တော်ဘာသာစေကန်းပိတ်ပြီးပြန်လိုက်ပါမယ်ဗျာဟီကျေးဇူးပါပဲဆရာကြီးကျွန်တော်အတော်စီကဗတ်ထားတဲ့ပတ်စံလေးတွေနဲ့ဒါနမြအောင်အတီးဆိုင်မှာရေစက်ချအမျှဝေလဲဝင်ပြုတ်ကိုကျော်ထုနဲ့ကိုစိန်တောင်းတို့နှစ်ယောက်သားကျွန်တော်ကိုနှုတ်ဆက်ပြီးရေမုံနဲ့ထွက်သွားကြ၏ကျွန်တော်ကစေးရောင်ကကြပြန့်လင့်သောတက်တခါလေးကိုဆွဲပိတ်ပြီးတရုတ်တော့ကောက်တစ်လုံးခတ်လိုက်သည်နှင့်စေကန်းပိတ်သည့်အလောက်ကပြီးသွားသည်ကျွန်တော်ကစေကန်းရှိကအမောင်လန်းလေးအတိုင်းဖြည်းဖြည်းလျှောက်ကထွက်လာခဲ့သည်ထို့နောက်ကျွန်တော်စိတ်ကဖြင့်ရက်ွက်ထဲကခရိုးခရိုင်ဝါတဲလေးတွေအတုပခေါင်းတွေလိုကျင်မြောင်းမှောင်မိုက်ပြီးလူတွေအပြုတ်လိုက်ဝင်အောင်နေသောတန်လျားအိမ်ခန်းတွေမီလုံးဝါချင်းမှိန်တုံများတွဲလောင်းခိုနေသည့်လမ်းကြိုလမ်းကြားတွေကိုဖြတ်တန်းပြီးပစကားဂိတ်ဆုံးစီလာခဲ့သည်ပြီးတော့ထုံးစံအတိုင်းတီဤရင်ထိုးမောင်းနှင်သွားသောပစကားအိုကြီးပေါ်တွင်နိုင်ရီဝဲလောက်အိမ်မီငိုက်ပါသွားရသည်ဒီလိုနှင့်ပင်အရက်ပြန်နှံ့စူးစူးတွေတရုတ်နိုင်ငံထုတ်စီးပွားတွေအနာတော်ဆုပ်ပြဲနေသောကျမ်းမာရေးပညာပေးပိုစတာစာရွက်တွေထက်သွန်းထားရာစီကံလေးစီတနေ့အသွားပြန်လုံရင်
ကျွန်တော်ကိုကျွန်တော်ရှင်သန်နေရသည်လားသိဆုံးနေသည်လားမခွဲခြားတတ်တော့ပဲရှင်သန်ခြင်းဆိုတာဘာလဲကိုရောက်သည့်ပတ်ဝန်းကျင်ထဲမှာစီးမျောနေထိုင်ရင်အသက်ရှူနေနိုင်ခြင်းကိုပင်ရှင်သန်ခြင်းကိုအတိပ္ပယ်ဖွင့်လို့ကြသည်ဟောဒီရက်ွက်ကလေးမှာတော့သူတို့တွေသည်အရာအလုံးနှင့်နေသားတကျဖြစ်ထွန်းလာ၏ညနေခင်းရဆိုယောက်ျားလေးတွေကနန်းနန်းစောစောအရက်ဖြူဆိုင်ထဲမှာခေါင်းတိုးဝင်ရင်အပေါ်စားအရက်ကိုညစ်ပတ်ပေးကြနေသည့်လက်စစ်တစ်ခွက်ဖြင့်လက်လက်တောက်ရင်ရံဖြစ်လိုက်ပခုံးဖတ်လိုက်နဲ့နေသားတကျရှိနေကြ၏မိမဖြစ်သူတွေကလည်းရေပြန်တိုးယူထားသည့်ပိုက်ဆံကိုအစဉ်ပြေတဲ့အခါပြန်ဆက်လိုက်မဆက်နိုင်သည့်အခါမျိုးဆိုရင်ကျွေးရှင်နဲ့သူတပြန်ကိုတပြန်မုံမွန်အောင်ဆဲဆိုတက်ဖို့ကိုလည်းသူတို့ပါဇက်တွေနေသားတကျဖြစ်လွန်းလာသည်နေ့လေနေခင်းကြပြန်တော့တိတ်ဆိတ်နေသည့်မိုးလည်းနေအောင်အောက်မှာမိမတငယ်ချင်းနဲ့အချင်းချင်း3-4ယောက်ခန့်ရှင်းတော့တန်းစီထိုင်ကသူကောင်းကိုကောင်းတန်းရှာရင်အတင်းတွေပြောရင်ရက်ကွက်ကလေးနေသားကျလာသည်ကျွန်တော်ဒီပင်လင်ဒီရောက်ကကိုရောက်ခါစတမင်းတဲမှာပင်အချိုမှုန့်ကိုဖြူပြီးပါဇက်ထဲထက်ကအာရပါရဝါမျိုးချသည်ကိုမြင်ရတော့တုံလုံးချောချသွားမိသည်ဒါပေမဲ့ကြာလာတော့လေငပိဖြော်ရည်ထဲတွင်အချိုမှုန့်ထည့်စားတာတွေဟင်းချက်သည့်အခါစောင်းစီနှင့်အတူအချိုမှုန့်တွေဘုံဘုံလောခတ်လိုက်တာတွေဟာမထူးဆန်းတော့သလိုမျိုးကျွန်တော်မြင်ခွင့်ထဲမှာအမက်တမဲ့ရသကြဖြစ်လာခဲ့၏ဒါကိုရှင်သန်ခြင်းခေါ်သလားကျွန်တော်ကတော့ကျွန်တော်ကိုကျွန်တော်သိဆုံးနေပြီဟုထင်သည်ဒီနေ့စေကန်းတွင်လူရှင်းသည့်နေ့လည်ခင်းအချိန်၌ကိုကျော်ထုတယောက်လဲလာရင်ဆရာကြီးကျွန်တော်အတော်လဲမောတယ်ကြက်တယ်နဲ့သူ့ကိုယ်သူလူပြူစားခံရချီပဲတက်ဆွဲနေတော့တာပဲယောဂဆရာတွေပြင်ပြီးကုတာလဲတော်ကြတက်တာလာတော့ဖြစ်လိုက်ဟောတရက်နှစ်ရက်ကြာရင်ပြန်ဖြစ်လိုက်နဲ့မလွယ်ပါဘူးဗျာအေးလေသူကရက်ွက်ထဲငွေတို့ပေးစားတာဆိုတော့မုန်းတဲ့သူတွေဘာတွေလဲရှိရင်ရှိမှာပေါ့ကျွန်တော်ကဒီလိုစကားတွေနဲ့နေသားကြနေပြီမို့ကိုကျော်ထုကိုဘာမှမတုတ်ပြန်တော့ပဲပြုံးတာပြုံးနေလိုက်တော့သည်နောက်9ရက်ခန့်ကြာတွင်ကတော်သိမ်းမြကိုယ်တိုင်ကျွန်တော်စီကန်းတို့နေခင်းကြောင်တော်ရောက်လာပြီးဆရာကြီးမနေ့ပြန်အိမ်မှာဖုန်ကြီးစွမ်းကတ်မှာမို့ကြွခဲ့ပါအောင်ဟင်းခမ်းမနာကြီးတစ်ခုလုံးหนีရဲလို့ပါလားလာပါအောင်တော်သိမ်းမြရဲ့ဝန်ထိုင်စမ်းမအောင်ဒါနဲ့ဘာကိစ္စစွန့်ကတ်ရတာတော့မွေးနေမွေးရဲ့တိုက်ဆိုင်လို့လားကျွန်တော်အပြောကြောင့်တော်သိမ်းမြကဝန်ထိုင်လိုက်ရင်မဟုတ်ပါဘူးဆရာရဲ့အန်ဒီကင်းစမ်းကတ်မှာအခုတလောအတိုက်ခတ်တွေများနေလို့လေဘလို့အတိုက်ခိုက်လဲဗျတိတိချင်းနဲ့ကျွန်တော်ကသူပြန်ဖြေမိစကားကိုအပြင်းပြင်းနားထောင်ရအောင်အစဖော်ပေးလိုက်သည်ပယောဂနဲ့တိုက်တာလေဆရာရဲ့ဘယ်သူလှုပ်တယ်လဲဆိုတာကတော့ရိပ်မိပါရဲ့ဆရာရဲ့မြောက်ပိုင်းကမိချေပဲရှိတာကောင်မကကိုသားသမီးကိုတောင်အဝါလောက်ခိုင်းတဲ့အစားတွေကဆရာရဲ့ကဲပါလေဒီတို့အကြောင်းကြားရတာအကုသို့များပါတယ်ဟူးမောလိုက်တာကဲမောရင်ကလေးမောခဏလဲကျွန်တော်တွေးတိုင်းပေးမယ်ကျွန်တော်စိတ်ထဲကတွက်ဆမိတော့ယောဂနာမီတစ်ခုဟုတ်လို့ဟုတ်ညာကဲခဲ့အောင်တော်မြသိန်းကိုလူနာစမ်းသက်သည့်ကတင်ပေါ်လှည့်ခိုင်းလိုက်သည်ဒါကောင်ပဲတော်မြသိန်းကခေါင်းတစ်ခါကလည်းဖြင့်မဆိုင်ပါဘူးဆရာရဲ့ဒါပယောဂဆရာရဲ့ပယောဂမြင်းမြူရှင်ကခွာနဲ့ရင်ဘက်ကိုဇုံကန်လို့မောနေတာဆရာကြီးညင်းကခမရရင်ဘက်ကိုဇုံကန်မှဖြင့်မောင်းနေမကဘူးခမရနိုင်ရိုးတွေကျိုးပြီးစေးုံရောက်ပြီပေါ့ကျွန်တော်ကပြုံးဆဆနဲ့ပြောလိုက်သည်ကိုတော်သိမ်းမြကနောက်ပြောင်မှန်းမရိပ်မိပဲမျက်လုံးပြီးမျက်စံပြဖြင့်အိုးဆရာကလည်းတကယ်မြင်းစင်မဟုတ်ဘူးလေအပြင်38မင်းအတွန်း38မင်းအဖမြင်းမြူရှင်ကိုပြောတာမြင်းမြူရှင်ကိုတောင်ခိုင်းနိုင်ပြီဆိုမှတော့သူတို့ပညာကအတော်မြင့်နေပြီဆရာကြီးစနေကျိုးတော့စနေကျိုးပဲစနေကျိုးဆိုတော့တရားစင်ပေါ့ဗျာကဲလာခင်ဗျားကိုတပြားမှမယူပဲသွေးပေါင်ချိန်ပေးမှာအလကားရအောင်ချိန်သွားကြီးများမနေနဲ့ဒီတော့မှတော်သိမ်းမြကလည်းမျက်လုံးလေးပေကလက်လုံးရင်စက်သက်ကရင်ပေါ်လှဲချလိုက်သည်ထို့လှဲလိုက်သည်နဲ့တပြိုင်နက်စောကနေရနေတော့တော်သိမ်းမြ၏မျက်နှာအသားအရည်မှာညွန်ညင်းဖြစ်သွားပြီးမျက်လုံးတောင်းတွေမှာရက်တွက်သွားသည်ကိုမြင်တွေ့လိုက်သည်ဒီယောဂကိုကျွန်တော်မှန်းဆမိသည်ညနေကြတော့တူတူကျော်တူကိုခေါ်ပြီးအကျိုးကြောင်းပြောကတော်သိမ်းမြကိုနားချခိုင်းသည်အလုံးဝမ်းပြီးချော့တီ6တက်လက်စီယုံကတော်သိမ်းမြလက်မှသွေး 5cc ခန့်ဖောက်ယူတော့ဝတ်သက်တယ်လို့អော်လိုက်မိခြင်းဖြင့်ထိုသွေးကိုတိုက်ဝဲခန့်ပို့ပြီးစစ်လိုက်တော့အဖြေကကျွန်တော်ထင်ထားသည့်အတိုင်း
ပိုလီတိုးနီးယားဟုခေါ်သောသွေးနီဥပိုရှန်များပြားလွန်းသည့်ယောဂဖြစ်သည်အရက်စကားဖြင့်တော့သွေးပြည့်ယောဂကိုခေါ်ကြသည်ထိုအခါမှကျွန်တော်ဒေါ်သိမ်းမြကိုစေကန်းသို့ခေါ်ပြီးကဲဒေါ်သိမ်းမြရေခင်ဗျမြင်းယူရှင်ပယောဂကိုကျွန်တော်နာယီဝက်တွင်ပြအောင်ကုပွေမယ်ဘယ်နဲ့လဲဒေါ်သိမ်းမြကတော့သူတစ်ခါမှမကြုံဘူးသည့်ဖြစ်ပျက်များကြောင့်ဘာမှမသိနားမလည်သောကလေးတစ်ယောက်လိုမျက်စိတငယ်နားတငယ်ဖြစ်နေတော့သည်ကျွန်တော်ကဒေါ်သိမ်းမြ၏လက်မောင်းသွေးကြောထဲသို့သွေးစီ900 cc ခန့်ဖောက်တော့ပြီးတစား၏တပလင်ပြန်သွင်းလိုက်သောအခါညီမြန်းညစ်ပုတ်နေသောဒေါ်သိမ်းမြ၏မျက်နှာသည်ပဂတိသားရောင်အတိုင်းပြန်ကောင်းသွားပြီးချက်ချင်းပင်ငေါက်ခနဲထထိုင်လျော်သည်ဘယ်နဲ့မောသေးလားဒေါ်သိမ်းမြမောတော်ဘူးဆရာတက်သွားပြီမှတ်ထားဗျအဲ့ဒါဘယောဂမဟုတ်ဘူးဘယ်မင်းမှုရှင်မှလည်းခမရစီအားရရမလားဘူးခမရစလိတ်တွေငင်းကန်တောက်လို့ဒီယောဂဖြစ်တာသိပြီလားအဲ့ဒီလိုပြောပြီးကျွန်တော်စလိတ်ဖြတ်ခိုင်းတော့ဒေါ်သိမ်းမြကကြောက်လန့်လန့်နဲ့ခေါင်းငိမ်ရှာသည်အဲ့ဒီကစားပြီးဒေါ်သိမ်းမြတယောက်ကျွန်တော်စေကမ်းမှာတပတ်တစ်ခါသွေးပေါင်လာချိန်ရစစ်စစ်ရအားစိတ်ထိုးရနဲ့အရှင်လက်လက်ကြီးဘဝကူပြောင်းဘဝကူတလို့ပြောင်းလဲကြီးပြောင်းလဲသွားတော့သည်ဒီလိုနဲ့အကောင်းဘက်နဲ့ကြုံရတော့လေတဲ့ပင်တမောမောတွေကြားမှာကျွန်တော်ခဏနန်းလေးပြုံးခွင့်ရပြန်၏ရွာတော်မိပြမိုင်းတိတ်ဆိုင်တွေအနားဆက်မှာငွေရောင်လင်းလက်နေသည်ပဲဒီမုံတိုင်းဆဲလင်နေအောင်ကြီးကိုမြင်တွေ့ခွင့်ရမည်ဖြစ်သည်ဆရာကျမသမီး3လခန့်စီထိုးခြင်းလို့ပါဆရာအတန်ရရစီကျွန်တော်ကြည့်မိလိုက်တော့အစင်းအောင်ပါတဲ့ဝမ်းဆက်တပတ်နွမ်းကိုဝတ်ထားသည့်အသက်50ကျော်အရွယ်အသားမဲမဲပိတ်ပိန်ကက်ကက်မိမကြီးတစ်ယောက်နှင့်အသက်16-19အရွယ်ကောင်မလေးတစ်ယောက်ကိုတွေ့ရသည်မိမကြီးကတွန့်နေကောက်ွယ်နေသည့်သူ့စပင်တွေကိုဖြစ်တယ်လို့စီနောင်ထားတာမို့ပေါ်ရစားဒီစစဖွာလန်ကျဲနေ၏သူ့ဘေးတွင်ကောင်မလေးကတော့အပွန်ကြီးအစင်ပါသည့်လုံကြီးကိုအဝါရောင်တီရှပ်ခပ်ပပတစ်ထည်နှင့်တွဲဝတ်ထားရာအစီငေါ်မတက်သည့်အပြင်ကလေးကိုလူကြီးပုံစံမပေါက်အောင်ဇိုးအတင်းဆင်ပေးတယ်လို့မျိုးရုတ်ထွက်ကြမ်းနေတော့သည်ကောင်မလေးကခေါင်းကိုမတိမတာငုံထားသလောက်မိမကြီးကတော့ဟောင်းနှမ်းပြီးအယောင်လွတ်နေပြီဖြစ်သည့်သူ့စလင်းဘက်အိတ်ကြီးပေါ်ပခုံးပေါ်ပင့်တင်ကမျက်နှာကိုမောချီထားသည်ကျွန်တော်ကသူတို့နှစ်ယောက်ကိုစမ်းသက်ကရင်ဘေးကပလတ်စတစ်ထိုင်ကုန်ပေါ်ထိုင်ခိုင်းပြီးအပြင်ကလူတွေမမြင်အောင်လိုက်ကာစားကိုဆွဲပိတ်လိုက်သည်ပြီးတော့ထုံးစံအတိုင်းလူနာမှတ်တမ်းစာအုပ်တွင်စင်းသွင်းဖို့ဘောပင်ကိုကောက်ကန်ရင်နာမည်ဘယ်လိုခေါ်လဲသမီးကေဒီခိုင်မဆရာကလေးမလေးကခေါင်းပုံငုံသွားပြီးကြားသာယုံအမျှတိုးပြီးပြန်ပြေးရှာသည်တက်ကရောကလေးမလေးကကျွန်တော်မိကုန်းကိုပြန်မဖြေပဲစလင်းဘက်နဲ့မိမကြီးကိုအာကိုတကြီးမောကြည့်လိုက်သည်အမေဖြစ်ဟန်တူသောထုံးရင်းမကြီးကအသက်20ပါဆရာကျွန်တော်အကြည့်ကကလေးမလေးနဲ့နုနယ်သောမျက်နှာစီတို့ချက်ကနေလှမ်းပြီးကဲခတ်မိလိုက်သည်ကျွန်တော်အထင်တော့ဒီလိုမျက်နှာပေါက်နဲ့လေးသာကိုလုံးကိုတယ်ဘယ်လိုနည်းနဲ့များအသက်20ရှိနိုင်မည်မဟုတ်ငါများလူပဲခတ်မှားနေတာလားတုံတရားကိုစိတ်စော်မှုတော့ကျွန်တော်ပါစက်မှရုပ်ခနဲ့မေးလိုက်မိသည်သမီးရဲ့ခင်မွန်းကရောပါမလာဘူးလားကွကျွန်တော်စကားကြောက်ကေတီကန်ဆိုတော့ကလေးမကလေးမေးစင်းနဲ့ရင်ဘက်ကိုကြည့်လို့မတက်ဦးကောင်းကိုငုံသွားစဉ်ကပြန်သူ့အမေကဝင်ပြီးဒီလိုပါဆရာသမီးကဒီလက်ကုန်ရင်မင်္ဂလာဆောင်မှာမို့လို့ပါအဲ့ဒါအိမ်အောင်ကြချင်းကလေးရသွားရင်ကတိကုံမှာဆိုးလို့ကျွတ်လုပ်ထားတာပါဆရာကျွန်တော်စိတ်ထဲတွင်ဘာရမသိဘုံမကြတယ်လို့ဖြစ်မိတော့လေကိုစေခန်းကိုရောက်လာသည့်လူနာဤလိုအပ်ချက်ကိုညှင်းပယ်ခွင့်မရှိထို့ကြောင့်ဘာမှထွေထူးဆက်မေးများခြင်းမပြုတော့ပဲကလေးမလေးကိုလူနာဆန်းတဲ့ကရင်ပေါ်လဲလျောင်းခိုင်းပြီး3လခန့်ကိုဝန်တာစီဒီပိုပလင်းကိုဖောက်ကထိုးပေးလိုက်သည်ကိစ္စပြီးတော့အမေဖြစ်ရန်တူသည့်အမျိုးသမီးကဘယ်လောက်ကြတယ်လဲဆရာမေးလာတဲ့ဖြင့်ရှေ့ကအကူစီကိုစိန်တောင်းစီမှသာရှင်းဖို့ပြောရင်းခန်းစည်းလိုက်ကာကိုဆွဲဖွင့်လိုက်သည်ခန်းစည်းကိုဖုံချင်းမြင်လိုက်သည်ကတော့ဒေါ်သိမ်းမြ၏မျက်နှာပြင်ဖြစ်သည်ဒေါ်သိမ်းမြကအထဲမှထွက်လာသည့်တားမိကိုတစ်ချက်မျက်စောင်းထိုးကြည့်လိုက်ပြီးတော့ခုံနှန်းရှည်ပေါ်ထိုင်ကာစောင့်ကြည့်နေကြသည့်လူနာ3ယောက်ကိုဟဲ့ကောင်းမတွေညီတို့ကအစေထိုးမှမဟုတ်လားကျုပ်ကတွေးချင်ုံပဲအေးကျုပ်အရင်ဝင်လိုက်မယ်ဒေါ်သိမ်းမြကပြောရင်းအဖြေပင်မစောင့်နိုင်တော့ပဲအတင်းတိုးဝင်ချိုးကနေဖြတ်ကနေလူနာဆန်းသက်သည့်ကတင်ပေါ်လှည့်ချလိုက်သည်ပြီးတော့ဆရာ
ကျမခေါင်းထဲမှာနောက်တော့ကြီးဖြစ်နေလို့သွေးများတိုးနေလားမသိဘူးမြင်မြင်လေးချိန်ကြည့်ပေးပါအောင်ဆရာရဲ့။အော်ဒေါ်သိမ်းမြရဲ့ခမရနဲ့ခက်လိုက်တာအဲ့ဒီလိုလမ်းလျှောက်လာပြီးမနာပဲချက်ချင်းတွေးချိန်တော့မရဘူးဗျ။နှလုံးခုန်မှန်အောင်ခဏလေးငြိမ်ငြိမ်လေးလှည့်နေအောင်အင်းပါလေဆရာကလှည့်နေဆိုတော့လေလှည့်နေတာပေါ့။အော်ဒါနဲ့စောစောကထွက်သွားတဲ့မိချေတို့သားမိကဘာလို့လာတာလဲဆရာ။အော်ခမရနဲ့တိတယ်ပေါ့မတိပဲနေရောလားဆရာရဲ့ဟိုတခါကျမကိုပြောကနဲ့တိုက်တယ်လို့ထင်တဲ့မိမကအဲ့ဒီမိချေပေါ့ပြောစမ်းပါဆရာရဲ့သူတို့ဘာလို့လာကြလဲဟင်ဟာတခြားလူနာတယောက်ရဲ့အတွင်းရေးကိုဆရာဝန်တယောက်အနေနဲ့ပြောခွင့်မရှိဘူးလေဒေါ်သိမ်းမြရဲ့အမလေးဆရာရဲ့ကျမကအပြင်ကနေအားလုံးကြားပြီးပါပြီဟင်းဟင်းကောင်မကမိမ့်မလဲတိမ့်ကျွယ်ကိုက်စိတ်သာဖမ်းနေတာညံကလက်တစစ်နဲ့ဆိုတော့လိန်နာတော်ရုတ်တိရုတ်တာရှိအောင်မလိန်တတ်ဘူးဝါဒန်းကြီးများဒင်းကသူ့သမီးကိုမင်းလာဆောင်ပေးအောင်မတဲ့ဂျုံပါလိမ့်မယ်အာကြီးကြီးဟွန်းဟုတ်ပါရဲ့ဒေါ်သိမ်းမြပြောမှစဉ်းစားမိသွားသည်မြန်မာရက်တလိထုံးစံအရဘယ်သူမှဝါတွင်းမင်္ဂလာဆောင်လေးမရှိဘူးကျွန်တော်ကကို့အတွင်းနဲ့ကိုငင်းကြသွားစင်မှာဒေါ်သိမ်းမြကဆက်ပြီးသူ့သမီးအပြိုလေးကို3လခန့်စီထိုး3လခန့်တာစီလာထိုးတဲ့စုကလေးကဟိုကဖြစ်တော့မယ်ဆိုတာရှင်းနေတာပဲဒင်းကကို့ခန္ဓာကိုယ်ကိုတောင်ပတ်စံနဲ့ရောင်းတဲ့မအီမျိုးကျမတော်တော်တိတ်ကြားမိတယ်လို့ဆိုရင်အပြိုကိုစပြီးဇက်သွင်းရင်ကနဦးမှာ3သိန်းပေးတယ်ဆိုလာပဲအဲ့ဒါကောင်မကပတ်စံ3သိန်းမှတ်ပြီးသူ့သမီးအပြိုကိုပန်းဦးဆက်မှာမို့လို့ဘိုင်းမကြည့်အောင်ဒီမှာဆေးလာထိုးထားဆရာရဲ့စကလုံးခါးကားတွေကျွန်တော်ခေါင်းထဲကိုတန်နဲ့ရိုက်သွင်းလိုက်တယ်လို့တုံးကနေတိုင်းကနေဝန်ဆောင်လေသည်စင်သာရက်ွက်မှာဒီလိုဈေးကမျိုးထွန်းကားနေပြီလားအမေကိုယ်တိုင်ကသမီးကိုလက်ဆွဲပြီးကလေးရဲ့အပြိုစင်ဘဝကို3သိန်းဖြင့်လိုက်အောင်နေပြီလားအော်အိမ်သားကမုတ်ကွက်ထဲမှာကို့အညစ်ကြေးကိုရေးဆွဲပြီးဝေါ်ကနေစွန့်မစ်လိုက်တယ်လို့မျိုးကို့ပိုက်ထဲကမွေးထုတ်ထားတယ်ကို့သမီးကိုပြစ်ကျစာဈေးခွက်ထဲဝေါ်ကနေတင်ချလိုက်ပုံများလွယ်လိုက်တာကျွန်တော်သွေးပေါင်ချိန်တိုင်းကရိယာဤရာဘာဖူးလုံးကိုညှိရင်ဖြည်းဖြည်းချင်းမြင့်တက်သွားတော့ပြထားတိုင်ကိုအတိမဲ့စွာငေးဆိုင်ကြည့်နေမိသည်ဖီးယားတွေများလေလေပြထားတိုင်ကအပေါ်ကိုမြင့်တက်လေလေပေါ့ကို့သမီးရင်းရဲ့ကာမကိုပြစ်တစားဈေးခွက်တင်ကာနီးဆဲကိုဝင်ရှိသွားမှာကိုစိုးရင်သဖြင့်စေကန်းခေါ်လာပြီးတာစီထိုးပေးဖို့ရတာကိုပဲစက်မကုံတဲ့မိဘမေတ္တာအနန္တပါလားမိုင်းနေမိသူတွေဘုံထိမှန်သူတွေကြောင်ကရမ်းလှုပ်ရှားပြေးလွှားအဟစ်ကြတာကိုကျွန်တော်အံ့ဩမိတော့အခုကျွန်တော်ကိုယ်တိုင်လဲနာကြုံလင်းသဖြင့်ရွရွဆောင်အတွေးများနဲ့ကြောင်ကရမ်းဖြစ်နေ၏ညနေချိန်မှာစေကန်းကိုပိတ်တော့ကိုကျော်ထူးကပါဇက်မှာရမကအနံ့လေးဆိုနဲ့ဝိုင်းကူတိမ်ပြင်းနေ့လေကသူ့အတော်ပြောသွားသည်စိတ်မချမ်းသာစရာစကားလက်ကြံကိုဆက်သည်ကိုစိန်တောင်းကလည်းကျွန်တော်မျက်နှာကယ်ကိုကြည့်ကာတစ်ခွက်ဆနှစ်ခွက်ဆဝန်ထောက်၏လီပြိုကလာသားကြီးတွေလည်းဖြစ်လေချောင်းတဲ့အရက်မြူခိုးတွေလည်းစုဝေးနေချိန်ဆိုတော့သူတို့ပါဇက်ကထွက်လာသည့်စကားများအတန်ငယ်တော့ရိုင်းပြကြမ်းတမ်းလာသည်အပြိုကိုပါကင်ဖောက်ရင်3သိန်းဆိုတဲ့ဈေးကဒေါ်လေးအဖို့တော့မမောစရာပေါ့သူ့မှာလည်းခါအောက်ပိုင်းတည်ပြီးအိရတဲ့လဲနေတဲ့လူမမာယောက်ျားအတွက်ဆေးဖို့ကရှိသေးတယ်မဟုတ်လားကိုစိန်တောင်းကြီးအမလီကြော်ထူးရအဲ့ဒီ3သိန်းကတခါပဲရမှာလေအဝါလဲအပြုတ်ခံပြီးရောသူ့သမီးကဘယ်လိုလုပ်ပြီးလေကောင်းသားကောင်းရတော့မှလဲချစ်လျှောက်ဖာဖြစ်ဖို့ပဲရှိတော့တာပေါ့အပေါင်ကစပကြီးမွေမျက်လုံးကိုသားကောင်ကိုညှို့နေ၏သားကောင်ကဘယ်သူလဲကျွန်တော်တို့လားခမရတို့လားအတိမဲ့မိုင်းမဲချင်းများကတော့ဆင်းရဲချင်းငွေရည်ခွန်လိုအရာရာကိုဝါမျိုးဖို့ရောက်လာခဲ့ပြီငွေကြီးအကွန်းထဲမှအတေပုတ်ကိုကျွန်တော်ရနေ၏အိုးထူတော့ပါဘူးအားလုံးကိုသာမြူချပြစ်လိုက်ပါတော့ဟောဒီမှာဘယ်သူတူးတောက်တယောက်မှအသက်ရှင်ဖို့ကောင်းလောက်အောင်တန်ဖိုးထားတဲ့တန်တန်မရှိပါဘူးဒါနဲ့များလူတွေတဲ့ကိုင်းအံ့ဩမကောင်းဘူးလားကြက်ငွေ3သိန်းဟုခေါ်သောငွေဆက်ကူများကိုဖြုံတီလွှတ်ပစ်နိုင်အောင်လောက်နဲ့မင်းကလေးတယောက်ကိုပြည်ကျင်စာဘဝရောက်အောင်အပြိုအင်္ဂါကိုအရသာခံခြင်းလွန်းနေသောတနာရှင်ယောက်ျားကိုကျွန်တော်အံ့ဩမိသည်လူငယ်မာနနှင့်ရုန်းကန်ခြင်းစိတ်မရှိဘဲဖြာပေါ်ကြောက်ခင်ပြီးမျက်လုံးစုံမိတ်ကပိုက်ဆံတွေလိုချင်တဲ့ကလေးမလေးကိုကျွန်တော်အံ့ဩသည်ကိုသမီးတဘွားစာကိုပတ်စံ3သိန်းဖြင့်ရောင်းပြီး
စားတော့သုံးဆွဲရက်တော့မွေးမိခင်ကိုလည်းကျွန်တော်အံ့ဩမိသည်ပြီးတော့အသားတကြနေတဲ့လွန်းတော့ကျွန်တော်တို့နဲ့ခမည်းတော်ကိုလည်းကျွန်တော်အံ့ဩမုန်းတီးရအောင်မည်စေကန်တကားကိုပိတ်ပြီးတော့ရှေ့မှာအမောင်လူတဲကိုကျွန်တော်ငေးကြည့်နေမိသည်မိုးရင်းမို့လားမသိဘူးကျွန်တော်စေကန်ရှိအဝန်လမ်းကလေးကတော့ဖွက်ပေါက်နေလေသည်နောက်ထပ်9လကြာမြင့်ပြီဖြစ်တော့အချိန်လောက်ဖြစ်မိချင်သည်ကျွန်တော်စေကန်ထဲသို့အသားညိုပိန်စပင်ကြီးကြောင်နဲ့မျိုးသမီးငယ်တယောက်ဝင်လာသည်လူနာမှတ်တမ်းရေးဖို့ပေးလိုက်တော့နာမည်ကတဏ္ဍာခိုင်တဲ့အသက်က29နှစ်သူ့အသက်နဲ့စားလိုက်ရင်ရုပ်ရည်ကကြုံချအိုစာလွန်းနေပြီးတော့သူ့လက်ဖြင့်နဲ့လက်ချောင်းကြားအရေးပြားတွေပေါ်မှာအနာဖုဆိုလေးတွေဗလာဝရှိနေသည်သူ့အသွင်ပြင်ကိုကြည့်ပြီးကျွန်တော်စိတ်ထဲမတင်ကားဖြစ်နေစင်မှာပြင်စေကန်းအကူကိုစိန်တောင်းကလကာပိတ်ဆနောက်တော့ခေါင်းပြူလာပြီးဆရာဒါလေးတစ်ချက်ကြည့်ပေးပါဦးဖုဆိုကစာရွက်အပိုင်းလေးတစ်ရွက်ကိုကမ်းပေးသည်ကျွန်တော်ဗာများလဲဟုမျက်မှောက်ကုတ်ကစာရွက်ခောက်ကိုယူပြီးပြန့်ကြည့်လိုက်တော့ကိုစိန်တောင်းလက်ရည်ဖြင့်စာတစ်ကြောင်းရေးထားသည်တွေ့လိုက်သည်ဆရာအခုလာတဲ့လူနာကရီချိုပလက်နော်တဲ့သတိစာကြောင်းလေးကိုဖတ်ပြီးကျွန်တော်စိတ်ထဲအော်ဟုအတန်မထပ်ပဲတီကျိုညီးထွားမိသည်ကျွန်တော်ရှေ့တွင်ထိုင်နေသောလူနာမင်းကလေးသည်HIVပိုးကူးစက်ခံရသူမှန်ကိုစိန်တောင်းကတီးထားခြင်းဖြစ်တော့ကျွန်တော်ကိုအတန်ရိပ်ညီးဖြင့်လန့်တတိပေးလိုက်ခြင်းဖြစ်သည်လူနာကခါးစစ်ရိုးတွေကိုက်နေသည်ဟုပြောသောကြောင့်ကျွန်တော်စမ်းသပ်စစ်ဆေးပြီးလိုအပ်သောစီဝါများကိုပေးလိုက်သည်လူနာပြန်သွားတော့မှကျွန်တော်စေကန်ရှိသို့ထွက်လာပြီးကောင်တာဘေးရှိပလက်ကရဟန်ပေါ်တွင်ဝန်ထိုင်လိုက်ရင်စောနာကလူနာအကြောင်းကိုခမဘယ်လိုလှုပ်ပြီးသိနေတာလဲကိုစိန်တော်ရဲ့ဟာဆရာကလည်းအဲ့ဒါဟိုတလောကသူ့သမီးကိုလိုင်းသွင်းပြီးတားစေးထိုးသွားတဲ့ဒေါ်ထေးရဲ့သမီးကြီးလေအော်ဒီတစ်ခါရေရွတ်မိသည်အော်ဆိုတော့စကလုံးရဲ့အတိတ်ပဲကိုတော့ကျွန်တော်ကိုယ်တိုင်မတဲမကွဲမတိကိုစိန်တောင်းကဆက်ပြီးအဲ့ဒီအမကြီးကဟိုဟာလှုပ်ရှားနေတာ15နှစ်16နှစ်သမီးကလေးကပဲဆရာရဲ့သူ့အမေပဲစပြီးလိုင်းသွင်းခဲ့တာပေါ့လေဆရာမင်းနဲ့အတိုင်းအငယ်မလေးကိုဟိုတစ်ခါလှုပ်တယ်လို့ပေါ့ဒီတစ်ခါတော့ကျွန်တော်ပါဇက်ကဘာစကလုံးမှပင်မရေရွတ်နိုင်တော့ကျွန်တော်နှခမ်းလေးချွေးတွေးချောင်နေကိုစိန်တောင်းကဆက်ပြီးအဲ့ဒီအကြီးမကပြည့်တစားအမှုနဲ့ထောင်ကြပြီးထောင်ကလွတ်လာတာမကြသေးဘူးHIVပိုးရှိနေမှန်လဲအားလုံးသိနေကြတော့လှုပ်ရှားလို့မရတော့ဘူးလေအဲ့ဒါကြောင့်ဒေါ်ထေးကသမီးအငယ်မကိုသူ့အမလျှောက်တဲ့လမ်းအတိုင်းလိုက်ခိုင်းတာထင်ပါရဲ့ဆရာရဲ့ရှောက်နေကြတယ်လို့ပြောရအောင်သူတို့မှာကိုပိုင်ခြေထောက်တွေရောရှိရလားသူတို့တွေမကူရဲမခက်ရဲဒလိမ့်ခောက်ခွေးမျောပါနေကြတာမဟုတ်ဘူးလားဟုကျွန်တော်တွေးလိုက်မိသည်မွေးကလေးကဆင်းရဲတဲ့မိသားစုမှာမွေးလာလို့ဆင်းရဲရတာအပြစ်မရှိဘူးကိုညံ့လို့မှမဟုတ်ပဲလေမှားယွင်းတဲ့နိုင်ငံရေးစနစ်တစ်ခုရဲ့တားကောင်ဖြစ်ရတာဟာလေလူတွေညံ့လို့တော့မဟုတ်ဘူးဟုကျွန်တော်ယုံကြည်မိသည်သို့တော့အစဉ်တစ်ဖြင့်တားကောင်ဘဝမှာပဲပျော်မွေ့နေတာမျိုးစင်ရန်ချင်းကိုရုံးမဲ့ဖွဲ့လို့ရေစုံမျောနေတာမျိုးရေစုံမျောနေတာမျိုးကြတော့ကိုညံ့ရန်ကြားသွားပြီဖြစ်သည်အမေတယောက်ညံ့သည်ဆိုရင်အိုဆိုးပြီပေါ့အမေတယောက်အနေဖြင့်စင်ရန်တွန်းထဲမှရုံးထွက်နိုင်လောက်အောင်အင်အားလုံးဝမကြံတော့သည့်အထိခြေကုန်လက်ပန်းကျသွားသောအနေထားမျိုးရောက်နိုင်သည်ကိုကျွန်တော်နားလည်ပါသည်သို့တော့အမေတယောက်သည်ကိုသားသမီးနှလုံးသားတွေကအခက်အခဲကိုဒူးမထောက်အညံ့မခံသည့်စိတ်ဓာတ်လေးတစ်ခုတော့ရှင်သန်အောင်ပြုထောင်ပေးဖို့လိုအပ်သည်ဟုကျွန်တော်ထင်၏အော်အခုတော့အမေဖြစ်သူကိုယ်တိုင်ကသမီးတွေကိုလူပီတရုံးကန်ရှင်သန်တက်ဖို့တင်မပေးပဲပတ်စံရဖို့ခန္ဓာကိုယ်တောင်ရောင်းစားဖို့လမ်းပြပို့ဆောင်ပေးနေခဲ့တာလေကဲမိဘကျေးဇူးကိုကျွန်တော်တို့ဘယ်လိုဖွင့်ရတီးကုန်းရမလဲရေစုံမျိုးလိုက်သူများတမန်နိုင်ငံတော်အတွန်းမှာမိဘတွေသားသမီးတွေဆွေမျိုးတွေအပေါင်းအသင်းတွေတူငါယောက်ျားမိန်းမအလုံးလူမှန်သမျှအတိညာကင်းမဲ့ခြင်းနှင့်နေသားကြနေသည်စင်ရန်ခြင်းနှင့်နေသားကြနေကြသည်ရိုင်းဆိုင်ရန်လိုခြင်းနှင့်နေသားကြနေကြသည်စီကံမဲ့ခြင်းနှင့်နေသားကြနေကြသည်ကြောက်ကိုတယောက်မလေးစားခြင်းနှင့်နေသားကြနေကြသည်ချင်းပြောရရင်သူတို့အားလုံးတွင်ရှင်သန်နေသောလူသားတန်ဖိုးဂုဏ်သိက္ခာဟု၍တစိုးတစည်းများမရှိကြတော့ဟုတ်ကဲ့မနေ့ပြန်ဆိုရင်ကျွန်တော်စေကန်ဆိုင်ဖို့အောက်တွင်လူတွေများကိုစေကုသည်ဟုသောစာကြောင်းတစ်ချောင်းဖြစ်ဆွဲရအောင်မည်မင်းခိုက်စိုးစံ